Ya yu che mo ho ye che ka ba le nga ko me အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကတော့ထုံးစံတိုင်းပဲကျွန်တော်ရဲ့ channel လေးကနေပြီးတော့Craven Sunshine နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ပိုးစုရလည်းရမယ်စဉ်းစားတွေးခေါ်လို့လည်းကောင်းမယ်ဟာတာလေးလည်းကျွန်တော်ထည့်ပေးထားပါတယ်ပေါ့နော်ဆိုတော့ပိုးစုရရမယ်ကျွန်တော်လည်းတူမိကုန်းလေးတွေကိုညံစမ်းပဟေလေးအဖြည့်ညှိကြရအောင် Okay let's go မြန်မာနိုင်ငံ၏အားကစားကိုရွေးပါမြန်မာနိုင်ငံ၏အားကစားကိုရွေးပါတဲ့ဒါတော့လူတိုင်းသိမှထင်ပါတယ်နော်မွေထိုင်းကကျတော့ထိုင်းလက်ဝိတ်ဆူမိုကတော့ဂျပန်လားမသိကျွန်တော်တို့မြန်မာနိုင်ငံရဲ့အားကစားတော့လက်ဝိတ်လက်ဝိတ်ဖြစ်ပါတယ်ပယံချင်းမြို့သည်မြေသည့်နိုင်ငံ၏မြို့တော်ဖြစ်သည်ဘီယန်ချင်းမြို့သည်တဲ့မြေသည့်နိုင်ငံမြို့တော်ဖြစ်သည်တဲ့ဘီယန်ချင်းဆိုတော့ဘီယန်နံပေါ့စင်ကာပူနိုင်ငံပြီးတော့စင်ကာပူဟာဦးလေဖြစ်ပါတယ်အိုးများပြုလို့ရန်မြည်သည့်ရာလိုအပ်ပါသည်ကြောက်ရွံ့ဖန်ဟိုဒါကတော့ပြောရှင်းပါတယ်ရွှွန့်အပြေမှန်ကတော့ရွှွန့်ဖြစ်ပါတယ်တခုမှားသွားတယ်နော်အဆိုးကနော်ဘီယန်ချင်းရဲ့မြို့ကလာမြို့ဟိုဘီယန်ချင်းမြို့ဒီမြည်သည့်နိုင်ငံမြို့တော်ဖြစ်သည်လာအိုတဲ့ဟိုငါဘီယန်နဲ့ထင်တာsorry ကဘာပေါ်ကအကျယ်ဆုံးသမုဒ္ဒရာကိုရွေးပါကဘာပေါ်ကအကျယ်ဆုံးသမုဒ္ဒရာကိုရွေးပါတဲ့ဘာလို့ထင်လဲအိန္ဒိယပစိဖိတ်အာတိတ်ပစိဖိတ်အမှန်ကတော့ပစိဖိတ်သမုဒ္ဒရာဖြစ်ပါတယ်သမုဒ္ဒရာဖြစ်ပါတယ်ဘယ်တော့မှမပုတ်တူတဲ့အစားအစာကိုရွေးချယ်ပါဘယ်တော့မှမပုတ်တူတဲ့အစားအစာမပြောသေးရဲ့ပြားရဲ့ကြက်ဥရဲ့ဟောဒါတော့ကျုပ်ဒီလေပုတ်တဲ့မျိုးတွေမှာပါတယ်ကွာငါပြောသည်လေမှဲ့တယ်စိတ်နဲ့မှဲ့တယ်မှဲ့ပြီးရင်ကြာရင်ပုတ်သွားတာပြားရည်ဟိုပါပေါ့ပြားရည်ရရှိတော့တာလေပြားရည်ကျွန်တော်ထင်တာပေါ့နော် yes ဒီမှန်ကတော့ပြားရည်ဖြစ်ပါတယ်ကဘာပေါ်မှာ neutral liquid အများဆုံးရေကပါလေဟောမှာတော့သုံးမှုအများဆုံးရေကပါလေ no ရေ coffee ဟောဒါတော့ရိုးရှင်းပါလေရေပေါ့ရေကကျွန်တော်တို့တနေ့ကို3လီတာလောက်တောက်တင်တယ်။အော်ကျွန်တော်တို့ခန္ဓာကိုယ်မှာရေတက်လိုအပ်တယ်။အားကစားလုပ်တဲ့သူတွေပိုတော်မှလိုအပ်တယ်ပေါ့နော်။ရွှေထွက်လို့ရှိရင်ရေတက်တွေခန်းလျှောက်တယ်။ရေတက်ခန်းလျှောက်လူကနွမ်းနေပြီးတော့နှုံးကြီးဖြစ်တယ်။ဘာကြောင့်လဲကျွန်တော်တို့ခန္ဓာကိုယ်မှာထွက်တဲ့ရွှေထဲမှာကျွန်တော်တို့ရဲ့ဒီစားတက်တွေပါသွားတာပေါ့နော်။မယုံရင်ခင်ဗျားတို့ထွက်တဲ့ရွှေကိုခြားလိုက်ရကြည့်လိုက်ငဲတယ်။အဲစားတက်ကကျွန်တော်တို့ခန္ဓာကိုယ်အတွက်အရန်ဟိုမှာအပြေမှန်ကတော့ရေဖြစ်ပါလေရေပြန်ဖြည့်ပေးရတယ်ဝေမရှိသောနိုင်ငံကိုရွေးပါဝေမရှိသောနိုင်ငံကိုရွေးပါနယူးဇီလန်အိုက်စလန်ဘရာဇီးတဲ့အိုးဘရာဇီးကတော့မဖြစ်နိုင်ဘူးဘရာဇီးမှာရှိတယ်အဲဒါဆိုဘရာဇီးမပွေးလို့ပါတယ်ကွာကြောက်ဖို့ကောင်းတယ်အဲကြားဘူးတယ်ပေါ့နော်နယူးဇီလန်နဲ့အိုက်စလန်အဲ့နှစ်ခုတစ်ခုပဲရွေးရနယူးဇီလန်ရွေးလိုက်ဗျာโอเคပါဗျာမှန်ပါပြီကောင်းမလဲပဲနောက်ွယ်ကိုမြင်နိုင်တဲ့တိရစ္ဆာန်ကပါလေကောင်းမလဲပဲနောက်ွယ်ကိုမြင်နိုင်တဲ့တိရစ္ဆာန်ကပါတယ်တဲ့ကြောင်ခွေးယုံကောင်းမလဲပဲနောက်ွယ်ကိုမြင်နိုင်တဲ့တိရစ္ဆာန်ဘာလဲကောင်းမလဲပဲနောက်ွယ်ကိုမြင်နိုင်တဲ့တိရစ္ဆာန်ကြောင်ရယ်ခွေးရယ်ယုံရယ်ဆိုတော့ကောင်းမလဲပဲနဲ့နောက်ွယ်ကိုမြင်ရတယ်ဆိုတော့ကြောင်များလားခွေးလည်းဖြစ်နိုင်တာပဲအဲ့တော့ခွေးကဖြစ်နိုင်ခွေးတဲ့ခါကျရင်မသိဘူးသူ့နောက်ကနေရောက်နေတော့ခွေးသိချင်မှသိတယ်ဆိုတော့ကြောင်ဝါဟုတ်ကျိုးရုံဖြစ်ပါလေလွဲရပြီကွာနှစ်ခုရှိပါရလုံးမမိတ်တဲ့တိရစ္ဆာန်ကိုရွေးပါဖာစည်းကွက်ငါဒါကတော့ fish ကငါတေဝါရောမျိုးလုံးကပြူကြံခဲ့ငါဖြစ်ပါလေအချစ်ဆိုတာလာပြီအချစ်ဆိုတာဘာလဲလာပြီခင်ဗျားတို့ရဲ့ချစ်တော်ကြီးချစ်ဆိုတာဘာလဲတဲ့ငါကတော့သိကြပါနော်အချစ်ဆိုတာဘာလဲဆိုပြီးတော့လိုက်မင်းနေတဲ့သူတယောက်ရှိတယ်ဒါတော့ကျွန်တော်မြန်မာနိုင်ငံပဲမြန်မာနိုင်ငံပဲသူဘာမေးလဲဆိုတော့အချစ်ဆိုတာဘာလဲလိုက်မေးတယ်ဗောနော်နောက်ဆုံးမှာတော့သူ့ကိုဒီမန်လေးကိုသားရိုးတယ်သူ့ကိုခေါ်ကြတယ်သူ့ကိုနောက်ဆုံးအဖြေထုတ်ပေးသွားတဲ့သူကတယောက်ပဲရှိမြန်မာနိုင်ငံမှာတယောက်ပဲရှိအဲ့ဒါတော့ဘယ်သူလဲဆိုတော့အကြည့်လိုက်ပါဗျာကျွန်တော်လည်းသူမေးလိုက်တယ်ကတော့ငါဖြစ်ပါလေโอเคအချစ်ဆိုတာဘာလဲစိုက်ပြီကျွန်တော်ပြောပြပါလားစိုက်ပြီ
ရှာတီပြောပြပါလေဥဝတေသူ့တိလားသူ့တိလားဥဝတေချစ်ဆိုတာဘာလဲသူရှင်းပြလိမ့်မယ် ဆရာကြီးသိတယ်တော့ပြောပြပါဦး ဒါပေါ့ဒါပေါ့ ဘုန်းကြီးကလည်းပြောတယ်ကွာ ပိုးဆန်ပြောရတဲ့အ ချစ်ဆိုတာ ချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းမှမဟုတ်ဘူးမနိစ္စနာ ဩဒါတရှိစာလာရွတ်ပြတယ်အချစ်ဆိုတာရယူခြင်းမှမဟုတ်ဘဲမနိစ္စနာအဲ့ဒါပိုးဆန်ပြောတာဟာရှင်းတဲ့ဟာရွတ်ပြတယ်မို့တိတ် အဲ့ဒါကိုရောကမျိုးကြီးကတော့ အဲ ပြောရကွာ ဘာပြောလဲ ရယူခြင်းမဟုတ်ရင်အချစ်ဆိုတာဘာလဲ ရယူခြင်းမဟုတ်ရဲ့ချစ်ကပါလေငါကိုမေးပြောပြအိုးအဲ့ဒီရှင်းနေကအသိတော့အများကြီးတော့မရဘူးကွာတရားတော်တွေဆိုပြဦးဇံမျိုးရဲ့ အဲ့ဒါကိုအဖြေထုတ်သွားတာကတော့ အဲ့လေအဖြစ်ထုတ်သွားတာဘယ်သူတို့ထင်လဲပိုးဇံလည်းမျိုးကြီးနဲ့လည်းပိုးဇံလည်းမဟုတ်ဘူးမျိုးကြီးလည်းမဟုတ်ဘူးနောက်ဆုံးအဖြစ်ထုတ်သွားတာဘယ်သူတို့ထင်လဲပြန်ကြည့် ဖြေထုတ်သွားတာကတော့စိုက်ပြီးဆိုင်ပဲကွာ ဟာဘာပြောလဲ ဆိုင်ပြီးဆိုင်ဘယ်လိုဖြေထုတ်သွားဆရာကြီး တိုက်စံဘယ်လိုဖြစ်ထုတ်သွားလဲ ချစ်ဆိုတာလျှို့ဝှက်ချက်တစ်ခုပါ ဟာတကားလေးရရဲ့တကားလေးအချစ်ဆိုတာလိုအပ်ချက်တစ်ခုပါဟောစဉ်းစားပါပြီကဲကျွန်တော်တို့ရှေ့မှာလည်းညံစက်လေးဖြည့်ပြီးတော့အတူတူဖြည့်ပြီးတော့ဘယ်နှခုမှန်လဲဆိုတာကျွန်တော်လည်းအတူအောက် comment လေးမှာရှာရေးလို့ရပါတယ်ကျွန်တော်တော့နှစ်ခုမှားသွားတယ်နောက်ဆုံးအိတ်နဲ့လွယ်ပေါ့နော်နောက်ဆုံးမှာတော့